အားလုံးပဲမင်္ဂလာပါဗျာခုနကတိုင်းများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းရှိကြပါစေဒီနေ့ကတော့ကျွန်တော်တို့ရင်းနှီးမွေးဖွားရဲ့ရွေးတာတွေနာမည်တွေနဲ့ပတ်သက်ပြီးတည်တင်တဲ့လောက်လေးကျွန်တော်တို့ပြောပေးမယ်ဗျယူဆလွဲနေတာတွေရှိလို့နော်ယူဆလွဲနေတာတွေရှိလို့နောက်ပြီးမွေးဖွားရဲ့ရွေးတာလေးစပြောအောင်မွေးဖွားရဲ့လာရွေးကြပြီဆိုရင်အချို့ကရွေးပေးတဲ့ရက်ကိုကြည့်ပြီးဘာပြောလဲဆိုတော့ဟာတဲ့ဆရာရွေးပေးတဲ့ရက်ကပြတ်တရာရက်ကြီးကြားပြတ်တရာရက်ကြီးကြတယ်ဗောနော်အမှန်မှန်ဆိုရင်တော့ကျွန်တော်တို့ကပြတ်တရာပဲဖြစ်ဖြစ်ဝါရမိတ်တုပဲဖြစ်ဖြစ်နော်မကောင်းတဲ့ရက်ရုံမှာပဲဖြစ်ဖြစ်မဟာရက်ကြမ်းပဲဖြစ်ဖြစ်ဘယ်ရက်မဆိုကလေးမွေးဖွားခြင်းနဲ့မသက်ဆိုင်ဘူးဗျအဲ့ဒါမို့လို့ဟာရက်ရတာပဲမွေးရမယ်လို့ရက်သိကျော်ရက်ပဲမွေးရမယ်လို့ရက်တကွန်ရက်တွေပဲမွေးရမယ်လို့ဒီလိုမျိုးလဲသတ်မှတ်ထားတာမရှိဘူးအဲ့တော့တမညိုရက်တင်မှာမွေးလို့မရဘူးလားရနေတာပဲအဲ့တော့ကျွန်တော်တို့ကပြက်ကလေးမှာရှိတဲ့ရက်ကောင်းတွေရက်ဆိုးတွေကကလေးမွေးဖွားခြင်းနဲ့မဆိုင်ဘူးဆိုတာပထမဆုံးသိသေးခြင်းတယ်အချို့ကျတော့လူငယ်တွေကတော့မသိဘူးမိဘတွေကဆိုဟဲ့ပြက်တရာရက်ကြီးအဲ့ဒီရက်ကြီးကမွေးလို့မရဘူးပြက်တရာကလေးမမွေးရဘူးလို့ကျွန်တော်တို့စမ်းစာတွေထဲမှာမပါဘူးဗျနော်ပြက်တရာအသုံးမျိုးရှိတယ်နက်ပြီပြက်တရာငါးပြီပြက်တရာလူပြီပြက်တရာလူပြီပြက်တရာဆိုမင်္ဂလာမဆောင်ရဘူးနော်နက်ပြီပြတ်တရာဆိုရင်အလှမင်္ဂလာပွဲတွေမှာသတိထားပြီးလုပ်ရတယ်အချို့နေရာတွေမှာအဖြတ်ဝင်တတ်လို့နော်ငကားပြီပြတ်တရာဆိုအယောင်းဝယ်ကိစ္စတွေသတိထားရတယ်ဒီဒါပဲပြောရတာဘယ်ပြတ်တရာမှာခလေးမမွေးရဘူးလို့မပါဘူးနော်အဲ့ဒါတွေတစ်ချက်ခဏခဏလာပြောကြလို့နော်နောက်ပြီးတော့ကျွန်တော်တို့သိရမယ့်အချက်ကဘာလဲဆိုတော့မွေးဖွားဖို့ရွေးတဲ့ကာလပေါ့ထားပါတော့မွေးဖွားဖို့က OG ကပြောလိုက်တယ်10ရက်2လပိုင်း1ရက်ကနေ2လပိုင်း10ရက်အတွင်းဒါမှမဟုတ်လဲ3လပိုင်း10ရက်ကနေ3လပိုင်းရက်20အတွင်းဒီ10ရက်အတွင်းတော့ရွေးလို့ရတယ်တခါလေကြာရင်အဲ့ဒီပြောတဲ့10ရက်အတွင်းလုံးဝရက်လုံးဝမကောင်းတာတွေရှိတယ်အဲ့တော့ခလေးဆိုတာသူ့ကန်နဲ့သူလာတယ်ဆိုတာကိုကျွန်တော်တို့ကပြောချင်တာသူ့ကန်နဲ့သူလာတာသူ့အနေထားနဲ့သူလာကြတာကျွန်တော်တို့ကလိုက်ပြီးတော့လိုက်ညှိလို့မရအောင်ဘာလို့ညှိလို့မရတာလဲဆိုတော့ तू က6လလဲဆွဲလာပေါ့လေ10လမှမွေးလို့မရဘူးရက်မကောင်းလို့17လမှတော့မွေးလို့လည်းမရအောင်10လကို17လကိုဘိုက်ထဲမှာဖြစ်နေမရသေးဘူးရက်မကောင်းလို့12လမှတော့မလို့လည်းမရဘူးသူအချိန်တိုင်းကလေးဆိုတာထွက်လာပါနော်အဲ့တော့ကျွန်တော်တို့ရက်ရွေးတယ်ဆိုတာအနှဲငယ်ညှိပေးတာလောက်ပဲလုပ်ပေးတာအကြက်လုပ်ပေးတဲ့သဘောအနှဲငယ်လေးဒီလောက်ကလွဲလို့ကျွန်တော်တို့ကဒီကလေးနဲ့ပတ်သက်ပြီးထပ်လုပ်ပေးနိုင်စွာမရှိဘူးအချို့ကြတော့ဘာဖြစ်လဲဆိုတော့ OG စကားကို100%နားထောင်ရတဲ့အနေအထားမျိုးတွေရှိတယ်နော်စသဖြင့်ကိုဝင်စိတ်တက်နေတာမျိုးတွေရေမွာနဲ့ပတ်သက်ပြီးတော့ရေတွေခဏခဏကျနေပြီးတော့စောစီမွေးဖို့အလန်းပြနေတာမျိုးတွေစသဖြင့်အချို့နေရာတွေမှာ OG စကားကို100%နားထောင်ပြီးစောစီမွေးသိရင်မွေးလိုက်ရမယ်အနေထားမျိုးတွေကိုကျွန်တော်တို့ကဆရာဝန်ကိုလွန်ဆန်ပြီးတော့ဟာအခါရွေးပေးထားတဲ့အချိန်မရောက်သေးလို့မမွေးသေးဘူးဆိုရင်ဘယ်လိုနဲ့နာမလဲဒီဘိုက်ထီကကလေးပဲနဲ့နာမယ်အဲ့ဒါမျိုးတွေကိုကျွန်တော်တို့ကသတိထားရတယ်တော့သတိထားရတယ်ဘာဖြစ်လို့လဲဆိုတော့ကလေးဆိုတာသူ့ကန်နဲ့သူလာတာကျွန်တော်တို့ကအရင်လှိုင်းညှိလို့မရအောင်အဲ့တော့ကျွန်တော်တို့ရွေးပေးတယ်ဆိုတာရက်ရဲ့အချိန်ရဲ့ရွေးပေးလိုက်တယ်ဆိုတာတော့မှန်တယ်ဒါပေမဲ့ဒီအချိန်ဒီရက်ပဲရွေးရမယ်ဒီအချိန်ဒီရက်ပဲမွေးရမယ်ဆိုတဲ့ဟာမျိုးကဖြစ်ချင်မှလည်းဖြစ်တာကျွန်တော်ကအများကြီးရက်ရွေးပေးတော့သိတယ်နော်ပတ်ဝန်းကျင်အနီးနားမှာကိုမြင်နေရတာပဲကိုအနီးနားကိုဝင်ဆောင်တယ်ကိုမြင်နေရတာကိုပြောတဲ့ရက်မွေးချင်မှမွေးတာဟာမနေ့7နာရီမွေးပါလို့ပြောတယ်သူကမနေ့3နာရီလောက်တည်းကဘိုက်နာလို့3နာရီလောက်မွေးသွားတဲ့လူတွေလည်းရှိတာပဲမနေ့6နာရီကနေ7နာရီဝယ်အတွင်ကောင်းတယ်လို့ပြောတာသူက9နာရီ45လောက်မှသွားမွေးတယ်လို့လည်းမွေးတာပဲအချို့ဟာတွေမှာကျွန်တော်တို့ကညှိလို့မရဘူးအဲ့ဒါလေးကိုသိစေချင်တယ်နားလည်ဖို့လိုတယ်ပြီးရင်အချို့လာပြောကြတာရှိတယ်တအူးစနေမကောင်းဘူးလို့အဲ့ဒါတွေကမှားပါတယ်တအူးအင်္ဂါဆိုကြောက်တယ်လို့အဲ့ဒါတွေကလည်းအမှားတွေပါပြီးလဲပြီးတော့အဖေကကြာတာပရိအမေကကြာတာပရိမဟုတ်လို့တဲ့ခလေးကကြာတာပရိဖြစ်ရင်ကြာ3ကြာဆိုမကောင်းဘူးလို့ပြောကြတယ်ဘယ်လိုပြောလဲတော့မသိဘူးအဲ့ဒါတွေအားလုံးက information အမှားတွေဗျနော်အမှားတွေအချို့ဆိုရှိသေးတယ်ကျမတို့ကအကောင့်သေးသေးလေးတွေမဟုတ်လို့ကြာတာပလေးတောက်ကြပူးလေးတွေကြွက်လေးတွေမဟုတ်လို့ကျမတို့အကောင့်ကြီးကြီးလိုချင်တယ်နော်ကျမတို့အင်္ဂါနဲ့မွေးချင်တယ်ဗုဒ္ဓဖူးနဲ့မွေးချင်တယ်အဲ့ဒီအင်္ဂါဗုဒ္ဓဖူးတွေကမကောင်းခဲ့တာကိုသူတို့သိချင်မှသိမယ်အကောင့်သေးလို့အကောင့်ကြီးနဲ့ဆိုရင်မျှမယ်ဆိုလို့တွေးတဲ့လူကလည်းတက်ရှိသေးတယ်အမှန်တော့ရင်းနှီးမွေးဖွားရဲ့ရွေးတယ်ဆိုတာကျွန်တော်တို့ကနည်းနည်းလေးညှိပေးရတဲ့သဘောပဲအချို့ဟာသူ့ကန်နဲ့သူထွက်လာတယ်ခလေးကနော်အဲ့ဒါလေးကိုကျွန်တော်သိစေချင်တယ်နောက်ပြီးနာမည်ပေးတဲ့ကိစ္စတွေနာမည်ပေးတဲ့ကိစ္စတော်တော်များများမှာမိဘတွေအနေနဲ့ကိုယ့်သားသမီးကိုချစ်တာ哦အရန်လှပါတယ်ဆိုတဲ့နာမည်
ဒူးမှာကဘာပေါ်မှာမရှိသေးတဲ့နာမည်တော့အဲ့လိုမျိုးကိုလိုချင်တာယူနေမိပါရဲ့စိတ်ကအဲ့လိုလိုချင်တာဖြစ်တဲ့အတွက်ဘီဒင်ဆရာတယောက်မေးစိတ်တိုင်းမကြအလှဆုံးနာမည်မပါဘူးလို့သူထင်ပါဇက်ထဲမှာသူတို့အာတီတာရှိတာမတွေ့သေးဘူးနောက်ဆရာတယောက်တော့မေးနှစ်ယောက်အဲ့ဒါလည်းသူတို့မကြိုက်ဘူးဒီဆရာပေးတာနာမည်ဟိုဖြစ်တယ်နောက်ဆရာတယောက်ထပ်မေးဆရာ3-4ယောက်ပေးလိုက်တဲ့အချိန်မှာနာမည်တွေကကပောက်ကချာတွေတယောက်တစ်မျိုးစီဖြစ်လာတဲ့အချိန်သူတို့ရွေးရခတ်သွားတယ်အဲ့လိုခတ်တဲ့အချိန်မှာသူတို့ကိုယ်တိုင်ကခေါ်လို့ကောင်းတဲ့နာမည်ကိုရွေးလိုက်တယ်လှတယ်ခေါ်လို့ကောင်းတယ်အဆင်ပြေတယ်ဘယ်သူမှမရှိသေးဘူးနာမည်စမ်းပြားတယ်အဲ့လာကိုကြိုက်ပြီးပေးလိုက်တယ်ဒါပေမဲ့အဲ့နာမည်တွေကမှားနေတယ်သူတို့သိချင်မှသိတယ်ဒါပေမဲ့ပေးလိုက်တယ်ကျွန်တော်တို့ကအချို့နေရာတွေမှာဆိုဝင်မပြောတော့ဘူးဒါကလေးရဲ့ကံအရာဒီနာမည်မှားမယ်ကံသူ့မှာပါလာတယ်နဲ့တူပါရဲ့ဒီလိုမျိုးပဲပြောလိုက်လေးရှိတယ်အဲ့တော့နာမည်ဒီမှာကျွန်တော်တို့ကတစ်ခါတည်းနောက်တစ်ခါပြန်မမေးရအောင်နာမည်တွေကိုအများကြီးကျွန်တော်တို့ပေးတယ်အမျိုး30 40 50 60ပေးလိုက်တယ်နောက်တစ်ခါပြန်မမေးရင်ကျွန်တော်တို့လည်းမအားတော့ချက်ချင်း contact သူတို့နဲ့ကျွန်တော်နဲ့မရတာတွေရှိတယ်အဲ့လိုဟာဆိုရင်နောက်တစ်ခါပြန်မမေးရအောင်နာမည်တွေအများကြီးကျွန်တော်တို့ပို့ပေးတာဒီနာမည်တွေပဲပေးပါဒီအတွဲတွေပဲပေးပါအချို့ကအဲ့လိုကနေအဲ့တော့တကယ်တော့ကျွန်တော်တို့ကဟင်းများနေဘာခတ်လို့ခတ်ရမလဲမသိဘူးဆိုလို့ကျွန်တော်ဘူဖေးဆိုင်တွေဝင်စားသလိုပဲဟင်းက18မျိုးအမျိုး20လောက်ဘယ်ဟင်းခတ်လို့ခတ်ရမလဲမသိဘူးအဲ့လိုဖြစ်နေသလိုကျွန်တော်တို့ကနော်ခါလီကြရင်များတိုင်းလည်းမကောင်းဘူးဗျနော်များတိုင်းလည်းမကောင်းဘူးဆရာတွေအများကြီးရှောက်မေးတာကအချို့နေရာတွေမှာအန္တရာယ်ရှိတယ်နော်အချို့အယူဆလွဲမားနေတာတွေနာမည်မှာအများကြီးပဲထားပါတော့ပုရိဘွားတွေပုရိဘွားတွေကိုလည်းပြေစဖို့အညွန့်နဲ့ပြီးရင်ကောင်းတယ်လို့ပြောကြတယ်ကျွန်တော်တွေ့ဘူးလေပြေစဖို့အညွန့်ကတဲ့ပုရိဘွားတွေမှာဆိုရင်တော့တားမှန်တယ်အဆင်ပြေတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အထွန်းတိုက်ရာသားဖြစ်နေလို့နော်အမှန်တော့ပုရိဘွားတွေကိုအပေါ်3လုံးပေးလိုက်တာကအန္တရာယ်အရှိဆုံးဖြစ်နေတယ်ဆိုတာတော်တော်များများမသိဘူးအချို့လူတွေမှာတော့ကောင်းရင်ကောင်းမယ်10ယောက်တယောက်မကောင်းတာများတယ်အခုထားပါတော့တနင်္လာသားနော်ဒီနှစ်မွေးတဲ့ပုရိတင်းလာသားကျွန်တော်တို့ကဟာကောင်းတယ်တုတ္တဇော်တို့တုတ္တဆန်တို့တုတ္တနဲ့ပတ်သက်ပြီးစပြီးအနောက်မှာအင်္ဂါနယ်နေနဲ့ပေးကြတယ်တော်တော်များများယောက်ျားလေးဆိုရင်နော်အဲ့တော့မိန်းကလေးတွေဆိုလဲဒရာဆိုးဆန်တို့ဒရာစုတို့ဒရာမျက်စုတို့စသဖြင့်ဒီလိုမျိုးနာမည်မျိုးတွေပေးကြတယ်အဲ့လိုမျိုးပေးလိုက်တာကပြဿနာတော့မဟုတ်ဘူးဘယ်နေရာမှာပြဿနာသွားရှိတာလဲဆိုတော့ကျွန်တော်ဒီမှာပြရမယ်ဗုဒ္ဓဖူးကိုတိုင်ကိုထောင်လိုက်အင်္ဂါဝိစာတိုင်ထောင်လိုက်အဲ့ဒါကအောက်3လုံးဖြစ်နေတယ်နော်ဗုဒ္ဓဖူးတိုင်မှာအာဒီခုနကပြောတဲ့ဟာအောက်3လုံးဖြစ်နေတယ်အောက်3လုံးဖြစ်နေတော့အဲ့ဒီအောက်3လုံးကဗုဒ္ဓဖူးကိုထိခိုက်စေတဲ့နာမည်ဖြစ်တဲ့အတွက်တနင်္လာပုရိဘွားရဲ့မရဏဂျိုသူရိယန်ဂျိုကစစ်သားကြီးဗုဒ္ဓဖူးဖြစ်နေတာလေအဲ့တော့ဒီကလေးတက်စာမှာဗုဒ္ဓဖူးနဲ့ပတ်သက်ပြီးယာဟုနဲ့ပတ်သက်ပြီးဒီကလေးကဝိဖြစ်သွားနော်နာမည်ပေးတယ်ဆိုတာကျွန်တော်တို့ကညံ့နေတဲ့ဇိုတွေကိုနည်းနည်းတက်တောင်ထားပါတော့ဂျိုရာခိုင်နှုန်းနဲ့တွေ့တယ်ဒီဂျိုက30ရာခိုင်နှုန်းညံ့နေတယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီအညံ့ရော့ပြီးတော့ကောင်းတာလေးဖြစ်အောင်ဆွဲတင်ရတယ်50ရာခိုင်နှုန်းလောက်ကောင်းအောင်ဆွဲတင်ရတယ်နော်ကောင်းနေတဲ့ဂျိုဒီဂျိုကတော့90ရာခိုင်နှုန်း100ရာခိုင်နှုန်းကောင်းနေတယ်အဲ့ဒီဂျို80ရာခိုင်နှုန်းလောက်ရော့သွားလဲပြဿနာမရှိဘူးသူကကောင်းနေပြီးသားလေအဲ့တော့ညံ့နေတဲ့ဂျိုတွေကိုဆွဲတင်နိုင်တဲ့နာမည်ဖြစ်ဖို့လိုတယ်နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်ထားပါတော့တနင်္လာပုရိဝါတယောက်တည်းဘယ်ဂျိုအညံ့ဆုံးလဲမာရဏဂျိုရဲ့သူရိယန်ဂျိုရဲ့အညံ့ဆုံးပဲလေအဲ့သူရိယန်ဂျိုအောက်3လုံးဖြစ်စေတယ်ပင်စပို့စပို့အညွန့်ပေးလိုက်တော့တွားရောအဲ့ဒါကြီးစဉ်းစားတတ်ဖို့လိုတယ်ပြီးတော့တောက်ကြကျွန်တော်တို့ကယာသဘွားတွေဒီနှစ်မှာမွေးတယ်တောက်ကြယာသဘွားတွေအထုံးနဲ့ပိတ်ပေးတယ်နော်အထုံးနဲ့ပိတ်တောက်ကြအစားစနေဆုံးပေးတယ်ပေါ့ဗျာနော်တူရာထက်ဆိုတဲ့နာမည်မျိုးတွေဒရာထက်ဆိုတဲ့နာမည်မျိုးတွေပေးတယ်အဲ့ဒါက10ယောက်မှာ2ယောက်လောက်ပဲပေးလို့ရတယ်ဘာဖြစ်လို့အဲ့လိုပေးလို့ရလဲဆိုတော့အချို့မှာသူတို့ရဲ့9တက်အားကောင်းတယ်အိမ်အောင်ကြီးဂျိုအားကောင်းတယ်လို့ပြောတာအိမ်အောင်ကြီးဂျိုအားကောင်းတယ်ဆိုရင်တောက်ကြအစစနေအစုံယာသအစအထုံးပိတ်ကကောင်းတယ်ဗျာကောင်းတယ်အဲ့ဒါကြောင့်ကျွန်တော်ပေးတဲ့နာမည်ဒီထဲမှာတောက်ကြယာသဘွားတွေမှာတောက်ကြအစစနေအပိတ်ပေးတဲ့လူရှိတယ်ဒါမှရှားတယ်လူတိုင်းအောင်မပေးဘူးအိမ်တော်ကြီးကံကောင်းတယ်လို့ဇာတာမှာမြင်ပေးလိုက်တယ်။ဘာကောင်းမှုဆိုရင်အဲ့ဒီဟာကသူ့ကိုဘဝတသက်စာဒုက္ခပေးတော့တာပဲ။ဘာဖြစ်လို့လဲဆိုတော့တောက်ကြအစစနေအဆုံးပေးလိုက်ပြီဆိုခုနကပြောတဲ့ဗုဒ္ဓဖူးရဲ့အောက်တန်းသွားဖြစ်တယ်။အောက်တန်းသွားဖြစ်တယ်။ဒါကြောင့်ပဲတောက်ကြသားမီတယောက်တည်းစမ်းကြိုဗုဒ္ဓဖူးကိုသွားပြီး
ညံ့နေတာဖြစ်တဲ့အတွက်တောက်ကြစစနေဆုံးပေးလိုက်ပြီးဆိုရင်အချို့အိမ်တော်ကြီးကံမူလဇာတာမှာညံ့နေတဲ့လူမျိုးဆိုရင်တေချာပေါက်ဒီကလေးကအိမ်တော်ကြီးကံတွားပြီးတော့ညံ့မိသားဖြစ်သွားတယ်အရင်တည်းကအိမ်တော်ကြီးကညံ့ပါတယ်စမ်းကြိုမရဏရောက်ပါတယ်ဆိုမှတောက်ကြစစနေဆုံးပေးလိုက်ရင်ကျွန်တော်တို့ကပို့ပြီးညံ့သွားစရာအကြောင်းပဲရှိတော့တယ်အားကြောင့်နာမည်ပေးတဲ့နေရာမှာကျွန်တော်တို့အများကြီးချိန်ဆရတာတွေအများကြီးစဉ်းစားရတာတွေဘယ်လိုလုပ်တင်လဲဘယ်လိုလုပ်ရင်ကောင်းမလဲတွေးရတာတွေအများကြီးရှိတယ်အားကြောင့်အချို့နေရာတွေမှာရမ်းပယ်လို့မရဘူးဆိုတဲ့အပိုင်းကအဲ့ဒါတွေပဲနော်အဲ့တော့နာမည်လှတာတွေနာမည်အရန်ခေါ်လို့ကောင်းတာတွေဘလို့မှမရှိသေးတဲ့အထူးအဆန်းတွေကတစ်ချိန်မှာပြဿနာဖြစ်လာနိုင်တယ်နာမည်အမှားပေးလိုက်လို့ချက်ချင်းဒီကလေးစိုးသွားတာမဟုတ်ဘူးနော်အဲ့နာမည်မှားတဲ့အတက်အပိုင်းကာလဒတာစားတဲ့အချိန်ကျရင်အရန်ဆိုးသေးပါတယ်နောက်ဆိုတော့ပေါ့မှထင်ပါတယ်17မိနစ်လည်းဖြစ်သွားပြီဆိုတော့ဒီမှာပဲရလိုက်ပါမယ်အားလုံးပဲနာမည်ပေးမှန်ပြီးတော့ကံကောင်းတဲ့ကလေးတွေဖြစ်ကြပါစေလို့ဆုမွန်အောင်တောင်းပန်ပါတယ်ဗျာ